ဝန်းထွက်သည်ဗမာပဒုက္ခကိုတော့ရောက်အာမီမှာမလွဲပါဒါတို့မှာအဲ့ဒါတို့မှာဗမာပြည်တဝန်းကုန်စင်တို့အိမ်မှတ်ပါတို့ရာမှတ်ပါအဲ့ဒါတို့ဗမာအဲ့လိုဆိုခဲ့တဲ့လူတွေဟာတိုင်းပြည်ရဲ့ထိပ်ကိုရောက်ခဲ့တာပဲအဲ့ဒီအချင်းကသူတို့ဖြစ်နေမှန်းတယ်မသိနဲ့နော်မောင်ရင်းတို့ခေလည်းပြောလိုက်အောင်အရှိကနေဝန်းထွက်သည်ဗမာပမင်းတို့ခေကိုရောက်အာမီမှာမလွဲပါယုံသားပါကြိုက်ကြိုက်မကြိုက်ကြိုက်ခလေးတွေရဲ့လက်ထုတ်တိုက်ပြီးအားလေကျွန်တော်အချို့တွဲတွေမှာလည်းပြောပါတယ်ငကွေးပွဲနားထောင်မှုလို့ရှိရင်အဲ့ဒါတွေ့လိမ့်မယ်ကျွန်တော်အိမ်ရဲ့အကြောင်းကျွန်တော်ဘဝအကြောင်းကျွန်တော်ကလေးတွေရဲ့အကြောင်းဟုတ်လားကျွန်တော်အိမ်မှာကျွန်တော်ကြိုက်တဲ့ရှင်ကျွန်တော်မိမချက်ကြွေးတယ်နောက်ကြကလေးတွေကြည့်လိုက်တယ်မဟာကျွန်တော်မကြိုက်ဘူးဘွားမစားချင်ဘူးတရားမစားချင်ဘူးပြောတယ်ငါဟဲ့မကြိုက်ပါဘူးဆိုတယ်တော်ကြီးကပိတ်တော်နဲ့ပဲစားတော့မယ်လုပ်တယ်ခိတ်ကွာသူတို့ကြိုက်တဲ့ချက်ဆောင်မှာတို့ကလူကြီးပဲလိုက်စားကြတာပေါ့ရုပ်ပြတဲ့ခလေးကဒီကိုမိဘချစ်လို့လိုလိုက်တယ်ထင်တာတကယ်ကြမိဖို့ကြောင့်အာနာသိရတယ်ကျွန်တော်ပြောအကုန်လုံးပြန်တွေ့သူတို့လက်သူတို့ချီဖြီးလာတာအရင်တော့အဲကားနဲ့မှကျွန်တော်စာဖတ်နေတယ်စာဖတ်နေလို့မလို့ခလေးတွေလားဆိုလို့ရှိရင်ကျွန်တော်မိမငေါ့ထုတ်တယ်တော့အပြင်ကောင်းကတကယ်တော့ခလေးကခင်းစာဖတ်တာကောင်းဖတ်အောင်ပါဒီပါအောင်ဘဝင်တလုံးနဲ့နေကြတာဒါမှနောက်ကြတော့ကျွန်တော်သမီးအကြီးဆုံးကတက်ကလူရောက်လာသူ့တငယ်ချင်းတွေလားအဲပြူတော့ပါလားပြတော့ပါလားဝါတော့ပါလားဘာချိုင်းပါတော့ဟုတ်လားဒီလိုဒီလိုခိုးလို့တွေပါဟုတ်လားဒီမင်းတွေပါတယ်သူတို့အင်ကြီးတွေလည်းဗန်ဒူလာအင်ကြီးလိုပါလို့ဟာရနေတာအဲ့လိုအင်ကြီးတွေနဲ့ဝန်းလာတဲ့ဆိုပြီးကျွန်တော်ဘာလို့မှမသိဘူးသူတို့အမေရထွက်ကျွန်တော်မိမထွက်လာဟဲ့တပည့်တို့မလားလာဝီးထိုင်ဟဲ့တပည့်ညီတငယ်ချင်းတွေလားဟဲ့တပည့်ဝင်ထိုင်နေထိုင်ရလားကဲကိုအောင်သိန်းကတနည်းသွားဖဆန်းမှာတော့ဒီမေကျုပ်ကစာအုပ်ကင်ပြီးကြောင်းသွားတယ်ဒီလားအဲကအာနာသိန်းဟုတ်လားအရင်ကဆိုရင်ကျွန်တော်အိမ်မှာလာတယ်အဲ့ဒါလာတယ်ဘူးလားလေဆရာဝန်သိမရှိလားဒါပဲပေါ့ဖေဖေအဲ့ဒါလာအေးထိုင်မှလို့ပြောဖေဖေအဲ့ဒါလာဒါပဲအဲ့ဒီအရင်တုန်းကကျုပ်အဲ့ဒါပဲလာတယ်အခုနောက်ကြတဲ့ခါကျဒီလားလာပြီဆရာမတော်မသိမရှိလားခင်ဗျာဟာရှိတယ်ထိုင်နော်သမီးရေဟောဒီမဲ့အဲ့ဒါလာကျုပ်ကပြန်ခေါ်ပြရဒီလားဒီနေ့တခြားကျုပ်အဲ့ဒါကနဲနေလိုက်လာကျုပ်ဘိုးကဟိုထင်းရက်ခွေးရတယ်လို့လုံးမပါလိုက်အဲ့တော့အပြည့်အပြည့်နဲ့အဲ့မှာနောက်ဆုံးပိတ်ကြတော့ပြီးတော့ကြကိုကဘာမှမဟုတ်တော့သတိရတော့ကုန်းနေကုံမသတိရတော့ဥကုံသတိရတယ်အဲ့ဒါဆိုကုံမသတိရလို့အဲ့တော့နောက်14 5နှစ်ဆိုပြီးရုပ်ရဲတယ်လာမှာမဟုတ်တော့အဲ့3လလောက်ကြာမှလာပါလိမ့်မယ်ဟေးဘုအောင်သေးမရှိဘူးလားကွာဆိုလာမယ်တုံလုံးနဲ့မြတ်တန်းတိကြီးပေါက်လာလိမ့်မယ်မြတ်တန်းတိကြီးပေါ့မောင်မြင့်လေသွားတော့မရှိဘူးဘီယာတောင်ထောင်းတောင်းနေရမလားမသိဘူးပြောချင်တာကကြိုက်မကြိုက်အဲ့ဒီတော့ကျွန်တော်ကအဲ့ဒီမလိမ်မိုးမလိမ်မှာခလေးတွေလက်ထဲသူတို့ကကြည်လာတော့မလိမ်မိုးမလိမ်မှာခလေးတွေကြည်လာတော့မလိမ်မိုးမလိမ်မှာလူကြီးပဲဖြစ်မှာပေါ့ပညာမတတ်တဲ့လူငယ်တွေကြည်လာတော့ပညာမတတ်တဲ့လူကြီးပဲဖြစ်မှာပေါ့ဟာအရေးရောက်တော့မှာအဲ့တော့ကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်ဘောပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထဲကိုရောက်မှသိကြောက်တယ်တိုင်းပြည်လည်းပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထဲရောက်မှသိကိုကြောက်တယ်အဲ့တော့လူငယ်တွေကိုလည်းချစ်တယ်ကိုယ့်ဘဝကိုကြသနာတယ်ဒါကြောင့်ကျွန်တော်တရားတွေပြောနေတာဩဒီကောင်တွေမကောင်းရင်တော့ပြန်ငါတော့ပြန်ငါဘဝတော့ဂမှုရှိလို့နဲ့နေဝင်ရတော့မှာပဲဘဝနေဝင်ကြောင်းမှတောင်ပြေးနောက်ပြေးလေကျုပ်ကမပြေးချင်တော့အဲ့တော့ပြေးရတာလည်းများလာတစ်သက်လုံးကလည်းစိတ်ကတော်တော်ညစ်နေပြီကျွန်တော်ကအဲ့ဒါကြောင့်လူငယ်တွေကိုလိမ်မာသိချင်လို့မမိုက်သိချင်လို့အမိုက်တော့ပဲဆိုတော့ဟိုဥပေါ်ဘူးပြောလို့ပဲဗျာဥပေါ်ဘူးနဲ့ဘိုးတော်ပြတော့လူမိုက်ဆိုမကောင်းတဲ့ကြောင့်ဘာကြောင့်ပြောတဲ့ခါကျဟဲ့ကောင်ပေါ့မင်းဒီလောက်တောင်ကြောက်တယ်ပြောနေတာလူမိုက်နဲ့ငါဘယ်လိုကြောက်ဟာကျွန်တော်မျိုးလူမိုက်ကြောက်တယ်ဟင်ငါမင်းကိုအခုချက်ချက်တတ်ပြနေတယ်နားလဲဟာကိုတော့တတ်တာစဉ်းစားအောင်ပါဘုကောင်ကစဉ်းစားရမှာဘူးဆိုတော့အဲ့တော့ကျွန်တော်ပြောတာလူမိုက်ကိုကျွန်တော်ကသိကြောက်တယ်အဲ့ဒါကြောင့်မို့လို့လူငယ်တွေမိုက်သွားမှာဆိုလို့ကျွန်တော်ကပြောရတာအဲ့တော့ပြောတဲ့ထဲမှာမှကျွန်တော်အခုအတွေ့အကြုံလေးတွေပါတက်ပြီးတော့ပြောပါမယ်သမိုင်းကြောင်းလေးတွေလည်းကျွန်တော်ပြောမယ်အခုကျွန်တော်စာပေနဲ့သမိုင်းထဲမှာတွေ့ခဲ့တဲ့လူငယ်ဒီအကြောင်းကိုကျွန်တော်ပြောမှာအဲ့တော့လူငယ်တွေရဲ့အဲ့ဒီနဲ့သင်္ကန်းစာယူတော့ပေါ့နော်လောကမှာတဲ့လူလိမ္မာတို့မြည်စီမှာတပါးသူရဲ့အမှားသင်္ကန်းစာကိုယူရတယ်လူမိုက်တို့မြည်စီမှာကိုယ်တိုင်မှားမှသင်္ကန်းစာရတယ်ပုံရိပ်မိုက်မဲသောသူတို့ကကိုယ်တိုင်မှားပါလျက်နေမယ်သင်္ကန်းစာမြူတတ်ကြကိုတဲ့
မှားတယ်ဆိုတဲ့ဥစ္စာမှားတာပါပဲမှားတာတော့ရှိသမျှပေါ့လူတိုင်းမှားတတ်ကြလို့လေခဲရန်ဒီမှာခဲပြက်တတ်တာဟုတ်လားဒါတော့ပြောကြမှာမရှိဘူးဒါမှတချို့အမားတွေကခဲပြက်နဲ့ဖြတ်လို့မရဘူးနော်ဟုတ်လားတရုတ်ကြီးပြောတယ်သူကတော့မှားတယ်မှားတော့သူကတော့ sorry ပဲငါတော့ထီးကျိုးသွားပြီလားသူကတော့ sorry ပဲငါတော့ထီးကျိုးသွားပြီလားမှားတာတော့ sorry ကိုပြီးသွားတော့ဒါမှထီးကျိုးသွားဟုတ်လားအဲ့ဒီလိုဖြစ်မှာဆိုလို့ကျွန်တော်ထီးကျိုးတော့တီးပေါက်သွားတတ်တယ်ကောင်းပြီကိုလူငယ်တွေပြောနေတာကျွန်တော်ကိုတိုင်းကညံနဲ့ပြောတာမဟုတ်ကျွန်တော်ဆရာကြီးပါဥပိမောင်တင်သူ့စကားလေးကိုကျွန်တော်ခုခိုက်ပြီးအများနဲ့သူ့စကားလေးနဲ့စပြီးပြောလို့ရှိပါတယ်အဲ့ဒါမောင်တင်အတိုးချုပ်ပြီးကျွန်တော်ပြောသွားမှာလားမောင်တင်မင်းကြောင်းဆရာဖြစ်လာဗမာစကားမှာဖျက်တဲ့တပည့်လက်တောင်းတယ်တော်တော်ကောင်းတဲ့စကားမင်းကြောင်းဆရာဖြစ်လာမင်းတပည့်တွေကိုမင်းနဲ့တော်အောင်တင်တော့မင်းအရွယ်ရောက်လာလို့ရှိရင်မင်းနဲ့တော်သေးရမယ်ဆိုသိမှုနဲ့ပြင်တယ်အဲ့ဒီလိုကြိုးစားလို့တပည့်ကပို့တဲ့တော်လာမှအောင်မြင်ပေါက်တော့ဆရာလေးခေါ်တယ်နော်အဲ့ဒီလိုတပည့်ကဆရာတဲ့တော့နောက်တပည့်ကသူ့ဆရာတဲ့တော့သင်ကျဲတော်သွားမှ human process လို့ခေါ်တဲ့လူလောကကြီးကမြင့်သွားမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့တပည့်ကနေနောက်တပည့်ကျညံဟိုတစ်ကောက်ကျဘိုးညံမင်းအဝစီရောက်ဖို့ရှိတော့တာပေါ့ရှင်းလားတော်တော်ကောင်းတဲ့စကားနော်ကျွန်တော်တို့ကတပည့်ဆိုတာဆရာတဲ့တော်ခြင်းလဲတော်မှာပေါ့ဆိုရစ်တီကျွေးတဲ့ကောင်းကြီးဟိုကအတဲ့ကျွေးပြတာအင်္ဂလိပ်လို literal thinking လို့ခေါ်တယ်သိကြောက်ဖို့ကောင်းတဲ့ကျွေးပြီးတော်ရမယ်လို့ပြောတာအဲ့ဒီ literal thinking နဲ့ပတ်သက်လို့ကျွန်တော်စကားရှိပြီပုံလေးပဲသိစိတ်ဝင်စားကြကောင်းတဲ့ပုံလေးပဲရှိပါတယ်ကျွန်တော်ဒီနေ့နည်းနည်းမှတ်ပြီးချမ်းပြကြတော့ဒီနေ့ပြောချင်တာဒီပါအဲ့ဒီကနေဆင်ပွားပြီးလိုက်တဲ့ခါကျတော့ကျွန်တော်ဘာလုပ်လာလဲအရင်တော့ကဆိုလို့ရှိရင်ကျွန်တော်မှတပည့်ပန်းကလည်းအင်မတန်များပါတယ်ကျွန်တော်အသက်ကလည်းရလာတယ်ဒီမျိုးစစ်တက်ကတူကစပြီးတော့ပါတယ်ကျွန်တော်ရန်ကုန်တက်ကတူနောက်ပြီးတော့မော်လမြိုင်ကောလိပ်စသည်အပြင်ကျောင်းနေပါတယ်မှာဒေါ်မြရောက်ခဲ့တယ်တပည့်ပန်းလည်းပေါ်ပါကြော့ကြကြော့လို့ရှိရင်ကျွန်တော်အရင်တော့ကဘယ်လိုစုပေးတယ်လဲဆိုအိစီတန်ပါတီနန်တိုးချမ်းခိပ်ပံပြီးတော့သမိတ်သူအလိုရှိလိုက်တောင်းတာလည်းပြေလို့မှာပေါ့လူကြီးတွေကလည်းကိုအဲ့လိုစုတော့ကိုလည်းအဲ့လိုပေးလိုက်ပါပါနောက်ကြတော့ကျွန်တော်ရင်နဲ့တမျိုးဖြစ်လာတယ်အဲ့ဒါအခုဆိုရင်ကျွန်တော်စုပေးတဲ့ခါဘာပေးလိမ့်လဲသာဓုအခုလိုကြောရတဲ့အတွက်ကြောင့်ကိုမိကိုဖားတဲ့နောက်တစ်ဆင့်နဲ့ဘဝကိုတည်ဆောက်နိုင်ပါသည်တတိကိုသားကိုသမီးကိုတဲ့နောက်တစ်ဆင့်မြောက်မြင့်တင်ပေးနေတဲ့ပခုံးစွာရှိတော့ယောက်ျားကောင်းမိန်းမမြတ်ဖြစ်ပါသေးကုန်တတိလို့ကျွန်တော်အများကြီးပေးလိမ့်မဟုတ်ဘူးလားဒီထဲမှာကောင်းလေးကောင်းပါလိမ့်ပါမင်းတို့ရဲ့လုပ်ငန်းနှစ်ခုတည်းတစ်ကိုမိကိုဖားတဲ့တစ်ဆင့်မြောက်လို့ပါနှစ်ကိုသားကိုသမီးကိုကိုယ့်ရဲ့တစ်ဆင့်မြောက်ပြင့်တင်ပေးနိုင်တဲ့မိကောင်းဖခင်ဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးသဘောထားပါအဲ့ဒီထားမှအမျိုးညင်ပါပါအဲ့ဒီလိုမဟုတ်ဘဲနဲ့ဟုတ်လားကို့ဘုရားတိုက်နေကို့လက်ထက်ကျတဲနေသားသမီးကျပလက်ဖောင်းပေါ်ရောက်သွားရောပေါ့အဲ့ဒီကောင်သားသမီးကျဘာသွားလို့ရှေ့မှာခွတ်တလုံးချပြီးတော့သီတိဓမ္မသံဃမဟာယာသဆိုနောက်ကျောရဲလိုက်ရပတ်ရဲလိုက်နေဟုတ်လားအဲ့ဒီတော့အဲ့ဒီသားမျိုးအမျိုးရုပ်သားကိုအမျိုးကိုရုပ်သွားသည်တော့သားမရှိဘူးမထင်နဲ့ကိုတွေ့တကူပြောလွန်ခဲ့တဲ့10နှစ်ကျော်လောက်ပါကျွန်တော်အင်္ဂလန်မှာရှိတဲ့ကျွန်တော်မိတ်ဆွေမျိုးသမီးတယောက်ရှိပါတယ်ဒေါခင်ခင်ချောဆိုတာကြားဥပါလိမ့်မယ် Mrs. Anna Ellis ကျွန်တော်နဲ့တော်ခင်တော့ကောင်လေးတယောက်ကိုကျွန်တော်စာရေးပြီးတော့ပြေးလိုက်တယ်သူအောင်တယ်ဗောသူ့ကိုကူညီလိုက်ပါဗောဒီကောင်လေးကအသက်က25လောက်ရှိပါလိမ့်မယ်ဒါပေမဲ့အရက်ကတော့ကျွန်တော်လည်းကောင်းလို့တော့မပြောဒီကောင်နဲ့စကားပြောရင်မော့ပြောတာလေဘေးညောင်းပြောရတယ်ကောင်နဲ့အဲ့တော့သူကဘာလဲဆိုဗမာဘာသာစကားကိုလေ့လာတဲ့အခါမှာဘုန်းကြီးစကားရှင်မြင်းစကားနတ်စကားပေါ့စပယ်ကျေစကားတွေဥမာရိုးကျွန်တော်စကားနဲ့မတူဘုန်းကြီးဆိုရင်ဘုန်းပေးတယ်ပေါ့ဒါကျင်းတယ်ပေါ့ရှင်မြင်းဆိုလို့ရှိရင်ဆက်တော့ခေါ်တယ်သားတော့ခေါ်တယ်ဒီကိုသုံးတာအဲ့ဒီဥစ္စာတွေကလေ့လာတော့ကျွန်တော်လည်းကူညီပေးပါတယ်ဒါနဲ့ပြီးတော့ဒီနေ့ကျတော့သူကဘာပြောလဲဆိုတော့ဒီကောင်ကဆရာကြီးတဲ့သူကဆရာကြီးလို့ခေါ်ဆရာကြီးတဲ့သူပေါ့လေဗမာတွေသိတဲ့အခါမှာနောက်ဆုံးဘယ်လိုတကြိုလဲအဲ့ဒီထုံတန်းစင်လာကိုသိကျင်နေဆိုကိုင်းကွာလိုက်လို့တာဆိုကျွန်တော်လည်းကျွန်တော်သင်္ကြန်ကုန်းခေါ်ပါအဲ့ဒါသိတာသင်္ကြန်ကုန်းကအရှင်းဆုံးပဲလေအဲ့ဒါသင်္ကြန်ကုန်းတကြိုတဲ့ဟာတွေပြမယ်ဆိုတော့ခေါ်ပါခေါ်တော့ကျွန်တော်သင်္ကြန်ကုန်းကအခုဒီဘက်ရောက်မှတော်တော်ရှင်းသွားတယ်အဲ့အရင်တုန်းကတော့ကျွန်တော်ကဂူလေးမာတွေမှာလူတွေလည်းဟိုမှာဂိုလေးနဲ့ဒီကဖြာစမ်းတယ်ခုနခလေးတွေကကမြင်ရောထားလို့အနံ့သက်ကစားမကောင်းရှုပ်ရှက်ခတ်နေတဲ့နေရာကြီးပေါ့လေနောက်ပြီးရှေ့မျက်နှာစာတန်းမှာဆိုရင်လို့ရှိရင်အဲ့ဒီမှာရှုပ်ရှက်ခတ်တာတခါလဲဒီအတုပခေါင်းတွေငှားတာတွေပဲလေပေါ့လေ
ဒီသူ့ပေါင်းတို့ဘာလို့တဲ့ခေါင်းရောင်းခေါင်းဝယ်ငှားတာအတုပိုက်ရင်ငှားတာရင်မျိုးမျိုးပေါ့ဗျာဒီခေါင်းတွေပါလေဆိုလို့ရှိရင်တခါတည်းသိချာဘေးမျိုးအမျိုးမျိုးနဲ့တခါတည်းရောင်စုံတွေပါလေဖဲပြားတွေပါလေတက်ပြီးတော့ဒီမြင်တဲ့လူဘေးကျင်စိတ်ပေါက်လာတော့သူတို့လည်းအမျိုးမျိုးဆွဲဆောင်ရတာပေါ့အဲ့လိုလုပ်ထားတာအဲ့ဒီအရာတွေရောင်းတဲ့ထဲမှာကျွန်တော်ကလျှောက်ပြီးသွားရင်ကလည်းဘယ်ဆိုင်ဝဲရမလဲဆိုအောင်းပြီးတော့အဲ့ဒီထဲမှာမိမတယောက်ကအသားညူ35 40လောက်ရှိတယ်လုံးကြီးပေါက်လာဒီလက်ကောက်တွေကလည်းဒီကဝစ်ထားတယ်ဝင်းတာအဲ့ဒါကျွန်တော်ကြိုက်တာပါဆိုဟိုကောင်လေးခေါ်တော့ဝင်သွားတော့ဟိုမိမကလည်းပဲကျွန်တော်တို့ဝင်လာတော့ဟိုကောင်တယောက်ကလည်းမျက်နှာဖြူပေါ့အရိုက်ချီနဲ့ခန့်ခဲ့ကျွန်တော်လည်းဆိုတော့ယောက်သားဒါအတုပကိစ္စဒါမဟုတ်ဘူးဆိုတော့သူရိပ်ပြီးသူကလည်းဗတ်တက်ထပြီးတော့ဘာပြောမှမလို့ပြောတယ်သူတို့ကလည်းသူဘာပြောလဲမှမတော့ကြောက်အောင်ချင်းနောက်ကြကဲပြောထိုင်သွားလို့ဆိုတယ်ကျွန်တော်ကသူ့အတုပတယူတဲ့ထုံတန်းစလာဒီမိမကိုမေးသူပြောတဲ့ဆိုတာပြန်ပြောကျွန်တော်ကိုယ်တိုင်ကလည်းဒီဝန်သားတို့ဥပြန်ရေးတဲ့သာဝတိတွေပါဖတ်ပြီးတော့ကျွန်တော်လည်းအဲ့ဒါပြောပါပြောနေရင်ကလည်းဘယ်လိုဖြစ်တယ်လို့ဂျုံမုံကကျွန်တော်ကစီးကရက်လေးတော့ဒီကအဲ့ထဲမှာအဲ့တော့ဒူရအစိမ်စီးကရက်ဘူးလေရှိကျွန်တော်တောက်မယ်လို့ဆိုတော့ထုတ်လိုက်တဲ့ခါကျစီးကရက်ဘူးကွန်ရှိတော့ပုံမိမလည်းပဲဒူရကိုတလိပိတလိချတောက်ပါလို့ခေါ်မပြောဘူးကျုပ်ကလည်းကရင်ကချင်လာပြီတောက်ချင်လာပြီသူကလည်းမတည်ဘူးပြီးတော့ရင်နှင်းညံ့မြတ်တစ်ခွက်ပြီးတစ်ခွက်ငှဲ့ပြီးကျွဲနေတာကျုပ်တို့တောက်ပါတော့ခေါ်မပြောဘူးနောက်မှကျွန်တော်လည်းမနေနဲ့တော့ကိုင်းများလို့ခင်ဗျာဒီခမကြီးဆဲလီတော့တာကျုပ်လည်းကရင်ကချင်လာပြီပြီးသားမှာလည်းဆဲလီသေးတော့ဟာရပါတယ်ကိုကြီးနောက်ကအမှန်ကတော့သူတို့တဲကြီးတဲ့ဟာမျိုးလူတိုင်းစားကြမှာစားတာဒါကြောင့်သူကမပေးတာပါအဲ့ဒါကျွန်တော်စီးခဲ့တော့ရင်းနှီးလေးလူပြလို့တပိတ်ချမ်းဘဲကြောက်လေးကလည်းထပ်ခတ်ပြထပ်ဖြည့်ပြီးကျွန်တော်လည်းရင်းနှီးငှက်တော့ကိုကောင်လည်းတောက်ပါကိုကောင်လည်းချဒီလိုအဲ့ဒီတောင်းရင်ကနေကျွန်တော်ဗာမေးလိုက်တော့ဒီမဲ့ခင်ဗျားကိုကျွန်တော်တခုမေးချင်တယ်သိမဆိုးနဲ့တော့မဆိုးအောင်မေးပါဘူးကြီးခင်ဗျားဒီအလုံငန်းကခင်ဗျားမျိုးလားဆိုဟာမဟုတ်ဘူးတဲ့ဒါကျမစီးပွားရေးလေကျမခရမ်းလာတယ်ကျမမျိုးမဟုတ်ဒီရောက်နေတဲ့ဟာကြီးအကုန်လုံးဘယ်သူမှမျိုးမဟုတ်ဒါစီးပွားရေးပဲဟာဟုတ်လားဒါကဟိုတင်းကျိုင်းကိုလည်းနေတာပြီးတော့သူတို့နေစရာမရှိလို့လားနေတာဘာမျိုးနဲ့မဟုတ်ဘယ်ရလာမှလည်းဒီလိုပဲနေကြတယ်ဘာမှမဟုတ်ပြပြတာဟာဟုတ်လားဒါမျိုးမျိုးရလေမသိဘူးဘယ်ရောက်ကုန်လဲဒီရလူတွေတော့တယောက်မှမရှိတော့တာအမှန်ပဲတဲ့ဟုတ်လားမသိဘူးလေကျုပ်ကဒီတယောက်တည်းသူတို့ဆင်းရဲဒီလိုနေရတယ်သူတို့အဲ့မျိုးမှသူကအောက်မိနေတာမိမပါပြောတယ်အဲ့တော့ကျွန်တော်ကဇယိုက်ကတိတ်ပြက်တယ်ဗျာခမရဘေးမျိုးကနေစပြောကြိုက်တာအကုန်ရတယ်မကောင်းမှုခမရအကုန်ရှိတယ်ညနေခမရ9 နာရီ6 နာရီလောက်နဲ့အဲ့မြဖြတ်မသွားနဲ့ခမရရိုက်လူတာအောင်ပြီနာရီတို့ပါပါသွားတယ်တွဲခါပြီးတော့အောင်ကျွန်တော်တခါ6 နာရီလောက်အဲ့ရဖြတ်ပြီးတော့တငယ်ချင်းတယောက်ဝေးလူဝင်တိုက်တန်းမှလည်းလူပြန်နေဥစ္စာဟိုကောင်ကဟာကောင်းနေမဲ့ကျောင်းကတန်းပြန်လာကျွန်တော်အိတ်ကလေးကပါဟုတ်တယ်လေကျောင်းကဟာဘယ်ရလာတယ်ခင်ဗျမသိဘူးလို့ဟိုရဖြတ်လာဟာထိတ်ရကြမလို့စမတဲ့ကောင်လေးဟာကံကောင်းလို့ဘာမှမဖြစ်တယ်ခင်ဗျရိုက်လူတာနေနေလို့ရှိတယ်နော်တဲ့ခင်ဗျကံကောင်းလို့လွတ်လာတာလက်ကနိုင်လေးစွတ်ပါသွားတာအရင်မြူခင်ဗျသိကိုရောက်တော့ဘယ်နဲ့လုံးလဲထိတ်လန့်ပြပြောတာအဲ့လောက်ဆိုးတဲ့တရားအဲ့ဒီမှာကျွန်တော်နဲ့သူနဲ့စကားပြောတာနေ့လေနိုင်ပဲတစ်ချက်လောက်ပေါ့အဲ့ဒါပြောရင်ကလေဘာပြောလဲဆိုဒီထဲမှာမျိုးမရှိတော့ဘာညာစကားဆက်ပဲဆိုအကိုကြီးစိတ်ဝင်စားလို့ရှိရင်ည9 နာရီပဲ10 နာရီလောက်လာခဲ့ပါလားတောင်းသူကတင်းချိုင်းကိုဖန့်ချိန်တယ်6 နာရီလောက်တော့မသွားအောင်မဟုတ်ဆိုသူက9 နာရီပဲ10 နာရီဖန့်ချိန်တယ်ကျုပ်ကဘာမလာဘူးမဟုတ်ပြလေခင်ဗျဘယ်နဲ့ကျုပ်အဲ့ဒါကြီးလာရင်မဟုတ်လို့ခင်ဗျမဟုတ်ပါဘူးဦးကြီးကိုပြကျင်တယ်ရှိတော့အောင်မယ်သူကပြကျင်တာလာသေးတယ်သူကလည်းဟုတ်လား9 နာရီပဲ10 နာရီမှာပြကျင်တယ်ရှိတော့ကဲနေသားမပြောစမ်းပါခင်ဗျဟာဘာပြကျင်တာပြောစမ်းပါဗျာကျုပ်ကလာမကြည့်နိုင်လို့ပြောတာတော့မဟုတ်ဘူးလေကျမကောင်းပြီဆိုတဲ့ကာကြီးကားငင်နဲ့စားရတောက်ကြတယ်လာပို့လိုက်ကျမပြကျင်တယ်ဟာကျွန်တော်စိတ်ဝင်စားနေစမ်းပါတော့မေးလိုက်တဲ့အခါကျမှဘယ်လိုဖြစ်လာလဲဆိုရန်ကုန်မြို့ပေါ်မှာရှိတကယ်ကိုအထက်တန်းစားက high society ဟာတယ်နော်ဖြစ်ကျင်တဲ့ဖြစ်ပေးဖေးတွေပါတွေထုတ်ဒီဘိန်းတွေပါတွေချအကုန်လုံးလူရင်းကနေဒီကောင်နဲ့ဒါလည်းကြောက်ရမယ်ဆိုလို့ရှိရင်ဘာမှရှောင်တော့တာမဟုတ်ဘူးဘယ်များခေါ်လိုက်အဲ့ဒီညမလုပ်ကြတာလုပ်တော့ဒါပထမအရေးမကြီးအိမ်ကဟိုကပြောက်တရားပြောက်ပြောလို့မရဆိုလို့မရအဲ့လိုဖြင်းကနေနောက်ဆုံးပိတ်ကြတော့ဘာဖြစ်လာလဲဆိုဒီကောင်ကကိုရီရုံးကဆွဲလာတာလက်ပရိုစီပေါ့ဖြစ်လာတဲ့အခါကျတော့အိမ်မှာဒုက္ခရောက်ဒီကောင်ကို